မင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာရဲတညောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကဒီဒါကတော်တော်များများလေးမေးကြတယ်သွားနှုတ်လို့ရှိရင်အန်ဒီရရှိလားပေါ့နော်သွားနှုတ်လို့ရှိရင်မျက်ကြောနဲ့လွတ်ပါမလားအာယုံကြောနဲ့လွတ်ပါမလားပေါ့လေအဲ့လိုမေးတာရှိတယ်အဲ့တော့ဒီမှာပြောချင်တာကအဲ့တော့သွားနှုတ်ရင်အန်ဒီရရှိလားဆိုတော့အန်ဒီရကတော့ရှိနိုင်ခြေရှိတာပေါ့သဘောတော့ခုနပြောသလိုမျက်ကြောတွေပါတယ်ဆိုတာကတော့ကျွန်တော်တို့ဒီသွားနှုတ်ပြီဆိုလို့ရှိရင်ထုံစည်းထိုးတယ်သွားနှုတ်တာနဲ့တော့မပတ်သက်ဘူးပေါ့နော်သွားနှုတ်တယ်ဆိုတော့အဓိကတော့ထုံစည်းထိုးတဲ့အချိန်မှာဒီအာယုံကြောကိုထိမိတယ်เนาะတချို့ဒီအန်ဆုံးတွေအရင်ကခွဲနှုတ်ရတဲ့အချိန်မှာအာယုံကြောနဲ့နီးနေတဲ့အချိန်မှာနှုတ်တဲ့အချိန်မှာအာယုံကြောကိုထိမိတယ်အဲ့လိုမျိုးတွေတော့ဖြစ်တတ်တယ်အဲ့တော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အာယုံကြောကိုထိခိုက်မှုရှိတယ်နောက်ဆက်တွဲလေးရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါဒီတော်တော်လေးကိုအဖြစ်နေပါတယ်ကျွန်တော်တို့ဖြစ်နိုင်ခြေရှိလားဆိုတော့ရှိတယ်ပဲပြောရမှာပဲဒါဖြစ်နိုင်ခြေရှိတာဒါပေမဲ့တော်တော်လေးကိုဖြစ်နိုင်ခြေနေတယ်သွားနှုတ်နေနဲ့အဲ့လိုမျိုးဖြစ်တကယ်ဖြစ်နိုင်ခြေနောက်ဆက်တွဲတွေကြည့်မယ်ဆိုရင်အများကြီးပဲသွားနှုတ်ပြီးတော့အာယုံကြောထိခိုက်မှုလည်းရှိနိုင်တယ်သွားနှုတ်ပြီးတော့သွေးမတိတ်တာလည်းဖြစ်နိုင်တယ်သွားနှုတ်နေနဲ့မေးအိုးကျိုးသွားတာလည်းရှိတယ်ဒါမျိုးစုံပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကခုနပြောသလိုပေါ့ဒီသွားနှုတ်တယ်ဆိုတာကလည်းလိုအပ်လို့လိုရတဲ့ကုသမှုဖြစ်တယ်ဖြစ်တယ်ဆိုတော့ခုနပြောတဲ့နောက်ဆက်တွဲတွေကလည်းဖြစ်နိုင်ခြေရှိပေမဲ့အရန်အဖြစ်နေတယ်ပေါ့နော်အရန်ဖြစ်နေတဲ့ကြောင့်မို့လို့ကျွန်တော်တို့ကဘာနဲ့အလားတန်တူလဲဆိုလို့ရှိရင်ဒီရေတောက်လို့ရှိရင်ကျွန်တော်ရေသီးတတ်တာပေါ့ဒါပေမဲ့ရေသီးမှာဆိုလို့ဘယ်သူမှရေမတောက်ဘဲမနေဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ရေသီးမှာကြောက်လို့ရေမတောက်ဘဲနေတဲ့ဆိုးကျိုးတွေကပူဆိုးတာပေါ့နော်ကျွန်တော်တို့ကရေဓာတ်တွေခန်းချောက်ပြီးတော့ဒုက္ခတွေရောက်တတ်တာပေါ့အဲ့ဒီသဘောပဲကျွန်တော်တို့ကသွားနှုတ်လို့ရှိရင်ခုနပြောတဲ့အာယုံကြောထိခိုက်မိတာမျိုးတွေနောက်ဆက်တွဲတွေကကြုံတတ်တယ်ကြုံနိုင်ပါတယ်ကြုံနိုင်တယ်ဒါပေမဲ့အဲ့ဒါကိုကြောက်ပြီးသွားမနှုတ်ဘူးဆိုရင်ကြတော့သွားမနှုတ်လို့ဖြစ်လာမဲ့ဝေဒနာတွေရောင်တာတွေနာတာတွေကပူဆိုးတာပေါ့လေအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်လဲဆိုလို့ရှိရင်သွားကိုနှုတ်ရတယ်နှုတ်လို့ရှိရင်ခုနနောက်ဆက်တွေဖြစ်နိုင်ကြတော့ရှိပေမဲ့အဖြစ်အရန်နေတယ်တေချာစနစ်တကျနောက်ဒီသွားစီကန်းမှာသွားစီအောင်စီမှာလုတ်တယ်ဆိုလို့ရှိရင်တော့ခုနနောက်ဆက်တွေတွေကအဖြစ်နေပါတယ်ဖြစ်လာလို့ရှိရင်လည်းပြန်ပြီးတော့ပြုပြင်လို့ရတာများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကြောက်စရာတော့မရှိဘူးလိုအပ်လို့ရှိရင်တော့သွားတော့နှုတ်ရမှာပဲပေါ့နော်